ဒေါ်မဲလာတယောက်နေပူစာလှမ်းထားသည့်ဂျုံများကိုကြည့်ရင်ဒီနေ့တော့တော်တော်လေးနေပူတာပဲဒီလိုသာနေပူရင်နောက်တစ်နာရီလောက်ဆိုဂျုံတွေကုန်ချောက်တော့မယ်ညနေကျရင်တော့ကျိတ်ဖို့ဂျုံဆက်စီသွားအပ်လိုက်အောင်မယ်ထို့စဉ်ရုတ်တရက်ရာသီဥတုပြောင်းသွားပြီးမိုးထိမ်မဲများဖုံးကမိုးစရွာလာသည်အိုးဖះကြီးပြောနေကိုရွာချရတယ်လို့သူစားသမီးရေမြင်မြင်လာပြီးဂျုံတွေကိုကူသိမ်းမိပါဦးမဟုတ်ရင်အကုန်ဆိုကုန်တော့မယ်ပေးပါမေကြီးကျမသိမ်းလိုက်ပါမယ်ချွေးမရဲ့နင်ဘာလို့လာတာလဲနင်ကကိုဝင်ကြီးနဲ့လေဒါမုတ်တုံရသည်ရဲ့ပထမဦးဆုံးမိုးရွာတာပဲဆိုသွားရင်ဖျားနေပါဦးမယ်ကလျာတို့မိသားစုသည်အခန်းတစ်ခန်းထဲတွင်နေထိုင်ကြလေသည်ထိုအခန်းမှာစားတော့ခြင်းချက်ပြုတ်ခြင်းအိတ်ဆက်ခြင်းအလုံးကိုတနေရာတွင်လှုပ်ဆောင်ရသဖြင့်ကိုဝင်လွယ်ထားရသည့်ကလျာအတွက်အလွန်ခက်ခဲလာသည်အလိုလေးဒီနေ့တော့အဖေနဲ့သားနှစ်ယောက်လုံးစောစောပြန်ရောက်လာကြတာပဲချွေးမရေဒီနေ့တော့မိသားစုအားလုံးအိမ်မှာစုံနေပြီအချိန်မီထမင်းဟင်းချက်ပြုတ်ထားလိုက်တော့နော်ဟုတ်ကဲ့ပါမေကြီးကလျာသည်မိဖို့ပေါ်တွင်ထမင်းဟင်းများချက်ပြုတ်လေတော့သည်မိုးသည်လည်းပို၍တဲထန်လာရာအခန်းမျက်နှာချက်ကရေများစတင်ရိုးကျလာသည်လူတိုင်းမျက်လုံးများကရိုးစည်းနေသောမျက်နှာကျက်စီသို့ရောက်သွားကြသည်ဟဲ့ဖះကြီးဒီလိုအချိန်မျိုးရောက်လာရတယ်လို့ဒီခန်းကျင်းလေးတဲ့စင်းစင်းရဲရဲနေရတာတောင်တော်သေးရဲ့အခုတော့မျက်နှာချက်ကပါရေယိုလာပြီတားဖနှစ်ယောက်လုံးပြောနေတာလဲကြားလာပြီအိမ်ခေါင်မိုးလည်းနည်းနည်းပါးပါးပြင်ဆင်ဖို့ကြည့်ပါဦးဘလောက်တောင်ဟောင်းနှမ်းပြီးပြက်စီးနေပြီလဲမဲလခေါင်မိုးပြင်မိုးကလက်ထဲမှာပတ်စံရှိမှဖြစ်မှာပေါ့ငါတို့ရှာသမျှကလည်းတနေ့တာစားဝတ်နေရအတွက်တောင်မနှဲရုံးကန်နေရတာစင်းရဲနှွမ်းပါမှုမှာဘဝကိုခက်ခဲစေုံသာမကမိသားစုအတွင်းစိတ်နှောက်ယှက်ဖြစ်ရခြင်းရဲ့အရင်းမြစ်လည်းဖြစ်နေသည်လူရည်များတဲ့မိသားစုကအခန်းတစ်ခန်းထဲမှာနေထိုင်မှုဆိုတာကလက်တွေ့မှာတော့မလွယ်လာပဲကလျာတယောက်မိဖို့နားမှာထလာကပလတ်စတစ်တစ်ခုကိုယူလိုက်သည်အမေကြီးဖေကြီးအားလုံးစေးထားကြပါဒီခေါင်မိုးယူတာလည်းရက်သွားပါလိမ့်မယ်သူစားငါနောက်လိုက်ခဲ့သမီးယောက်မနှစ်ယောက်မိုးရေဆိုပြီးပျက်စီးနေတဲ့ခေါင်မိုးပေါ်သို့ပလတ်စတစ်ဆောက်ကိုတင်လိုက်ကြသည်ရေယိုစိတ်မှုလည်းရပ်တန့်သွားလေသည်ကဲရပြီရေစက်တွေထပ်မယူတော့ပါဘူးအားလုံးထိုင်ပြီးထမင်းစားကြပါစို့အိုးချွေးမနင်းရဲ့ကြံတော်တော်ကောင်းတာပဲမဟုတ်ရင်ဒီညမိုးရေထဲမှာအိပ်ရတော့မှာပဲမိသားစုအားလုံးထမင်းစားပြီးနောက်အခန်းကြီးလေးထဲမှာတယောက်ပဲတယောက်အိပ်ကြလေသည်ညလေခန့်တွင်ပိုရစ်ကျဲလောင်စွာမိုးချင်းလာပြီးလေပြင်းများတိုက်ခတ်လာလေသည်မုန်တိုင်းတန်ကြောင့်ခေါင်မိုးပေါ်တင်ထားတဲ့ပလတ်စတစ်စာလေထဲလွင့်သွားကအခန်းမျက်နှာကျမှရေများထပ်မံယိုကျလာပြန်သည်မိုးရေစက်များကအားလုံးရဲ့မျက်နှာကိုဆူဆွတ်သွားစေခဲ့သည်ဟဲ့မဲလာဘာလို့ငါ့ကိုရေလောင်းနေတာလဲငါအခန်းရဲ့တောင်ဆုံးဘက်ထိတိုးထားရတော့မကျဉ်းတတ်သေးဘူးလားဖះကြီးဒီရေတွေဘယ်ကလာနေတာလဲအိုးမဟုတ်ဘူးခေါင်မိုးပေါ်ကပလတ်စတစ်စာလွင့်သွားမိနေတူတယ်ဖေကြီးမေကြီးထိန်လေးသူစားအားလုံးထကြပါအခန်းထဲရေတွေဝင်နေပြီအိမ်မောကျနေတဲ့မိသားစုဝင်နိုးလာပြီးရေလွတ်ရအခန်းထောင်တနေရာမှာစူဝေးရက်နေကြလေသည်ငါတို့လိုဆင်းရဲသားဘဝမှာချမ်းသာတဲ့နနက်ခင်းဆိုတာဘယ်တော့မှမရှိခဲ့ပါဘူးဒုက္ခတွေပဲရှိခဲ့တာတခါတလေဆောင်းရာသီမှာအေးထန်ခံရနွေရာသီမှာပူပြင်းတဲ့ထန်ခံရပြီးအခုတော့ဒီမိုးထက်ထန်တဲ့ထန်ကိုခံစားနေရပြီနိုင်ပေါင်းများစွာကြာအောင်မိသားစုအားလုံးအခန်းထောင်ဆုံးမှခေါင်းမဖော်နိုင်ပဲရက်နေကြလေသည်ကလျာကတော့ရေပုံးများဖြင့်ရေကိုခတ်ထုတ်နေသည်အဖေကြီးတို့မေကြီးတို့ဒီတောင်လေးမှဒီဖျားကိုခင်းပြီးထိုင်နေကြပါခဏနေကျမကျမ်းမြေကိုချောင်းအောင်လုပ်ပေးပါမယ်ချွေးမငါတို့ကဒီလိုနေဖို့စိတ်ဆန္ဒမရှိပါဘူးကိုဝင်ရှိလာရှိနေတဲ့ချွေးမကိုမိုးရတဲ့ဒုက္ခရအောင်ထားပြီးအိမ်နေမဲ့သူတွေမဟုတ်ပါဘူးဒီချိန်ကနင်းအတွက်အနားယူရမယ့်အချိန်ဖြစ်ပေမဲ့ဒီခန်းထဲမှာနင်းကောင်းကောင်းနားလို့တော့မရဘူးဖြစ်နေတယ်မကြီးပုံးကိုကျမပေးပါကျမရေခတ်ပစ်လိုက်ပါမယ်သွားထိုင်နေပါသို့တော့ကလျာကမသွားပဲညီမနှစ်ယောက်နဲ့အမေကြီးသည်တညလုံးမိုးရေကိုအခန်းထဲမှာဇက်တိုက်ခတ်ထုတ်နေကြလေသည်အားလုံးဤပင်ပန်းနွမ်းနေတဲ့မျက်လုံးများကမိုးတိတ်မဲ့အချိန်ကိုသာစောင့်မျှော်နေကြသည်နောက်ဆုံးမနက်ပိုင်းရောက်မှမိုးကတိတ်သွားတော့သည်ထို့နောက်အားလုံးသည်အိမ်ရမခင်းရပဲကျမ်းမြေပေါ်လဲလျောက်အိပ်ပျော်သွားကြသည်ဟဲ့တားဖနှစ်ယောက်လုံးထကြပါဦးအလုံးမသွားကြတော့ဘူးလားသွားမှာပေါ့မေအမလီဖះကြီးဘယ်နှနာရီတောင်ရှိနေပြီလဲဖခင်နဲ့သားနှစ်ယောက်လုံးအသေးအတန်ပြေးသွားတော့လေသူတို့ရဲ့အလုပ်ဖြစ်တဲ့ကုမ္ပဏီရန်နာတဲ့ကိုတောင်ကိုရောက်တော့ကားကထွက်သွားနေပြီသူတို့ရဲ့တထေးကြီးကပိုးဘဲဂရီပါဝတ်စုံဝတ်ပြီးခြေချိတ်ထိုင်ကပဲကြော်စားနေသည်ဝါပဲကြော်တွေကတကယ်ကောင်းတာပဲဘိုက်ပြစ်သွားအောင်ဆက်စားခြင်းတော့မယ်မိုးရသည်မှာပဲကြော်စားတာတကယ်ရတာရှိတာပဲထိုစဉ်အဝတ်စားဟောင်းများဝတ်ဆင်ထားသောထိန်လင်းကလက်အုပ်ချီကအနားသို့ကပ်သွားသည်တထေးကြီးမင်္ဂလာပါဒီနေ့ကားမလာဘူးလားခမကုံကားလာတယ်ပြီးတော့ကုံချပြီးပြန်သွားပြီမင်းတို့သားဖားနှစ်ယောက်ကဘယင်းတွေလိုပဲလေ
မနေ့10 နာရီကျော်မှလာတော့ငါမင်းတို့ထိုင်ဆောင်နေရမှာလားကဲမနေ့ပြန်မှလာတော့ဖခင်နဲ့သားနှစ်ယောက်စလုံးမျက်နှာငယ်ဖြင့်အိမ်သို့ပြန်လာကြသည်ဒီနေ့တော့ဝင်ငွေမရှိတော့ဘူးမိုးရသည်လည်းဖြစ်နေတော့အိမ်မှာဘာချက်ရမလဲမသိဘူးတာဒီနားမှာပဲခဏဆောင်ရအောင်တခြားလိုများရရင်ရမလားပေါ့ဖခင်နဲ့သားလမ်းပေါ်မှာရက်နေတော့မိုးကထက်ရွာပြန်သည်အိမ်မှာတော့ကလေးရဒေါ်မေလာသူစားတို့3ယောက်ဗိုက်စာစွာထိုင်နေကြသည်မနက်ကလေးကမိုးဆူနေတဲ့ဖခင်နဲ့သား2ယောက်သားညနေရောက်တော့တုံတုံရင်ရင်ဖြင့်အိမ်ပြန်ရောက်လာကြသည်ဦးဖိုးထောင်သည်တကားရှိတွင်လဲကြကမိမျောသွားသည်အိုးဖျားကြီးရှင်မဖြစ်တာလဲထပါဦးဖခင်နဲ့သား2ယောက်လုံးဖျားနာကကိုပူနေကြသည်ဇနီးနဲ့ချွေးမတို့ကစောင်းများချုံမေးတော်လဲအခန်းထဲတွင်ရေများဆူရွှဲနေပြီး၆သွေးတဲ့နေရာတလက်မတောင်မရှိချေထို့စဉ်ရုတ်တရက်အိမ်ခေါမိုးတစ်ပွဲပြိုကျသွားပြီးအခန်းထဲမှာရေတကားတစ်ပွဲစီးဆင်းဝင်ရောက်လာလေသည်အိုးဖျားကြီးဒီမိုးကငါတို့မိသားစုအတွက်ဘေးဆိုးကြီးဖြစ်လာပြီဖျားသခင်ဘာလို့လိုချင်နေတာလဲမသိဘူးငါရင်နဲ့အရန်ပူနေပြီအခန်းထဲသည်လည်းရိုင်နှဲနေပြီးပြိုကျတော့မလို့ဖြစ်နေသည်ထို့စဉ်အစိုးရရဲ့ရေးပေါ်သတိပေးချက်တစ်ခုထွက်ပေါ်လာသည်အတန်ချက်ဆက်မှအတန်နားထောင်မှာယနေ့သတင်းများအရနောက်ထပ်3ရက်တာများမိုးသက်သက်စွာရောက်သွန်းနိုင်ခြေရှိပါသည်ထို့ကြောင့်ဤနှိမ့်ကြသောကျူးကျော်တဲများတွင်နေထိုင်သူများအနေဖြင့်အမြန်ဆုံးဤနေရာမှထွက်ခွာကြပါရန်အကြောင်းကြားအပ်ပါသည်ထိုသတင်းကြောင့်မိသားစုဝင်များဒုက္ခပင်လယ်ဝေသွားသည်အိုးဖျားကြီးဒီလိုဆိုငါတို့အိုးမဲဖြစ်ကုန်တော့မှာပေါ့အခုဘာလုပ်ကြမလဲဖျားသခင်အလိုရှိတာဖြစ်လာမှာပေါ့ငါတက်လုံးစူဆောင်းထားတဲ့ငွေလေးနဲ့မိသားစုနေဖို့ဒီခန်းလေးကိုဆောက်ခဲ့တာအခုတော့ငါမျက်စိရှိမှပဲငါရင်ပြိုကျသွားတော့မှာထို့စဉ်မိုးတဲထစွာရောက်သွန်းလာပြန်သည်အခန်းကနှိမ့်ချသောနေရာတွင်ရှိနေသဖြင့်ရေများလျင်များစွာဝင်ရောက်လာပြီးကျဲမြင်မှဆူဆူမှုများပင်စိတ်တက်လာလေသည်အမေကြီးသူစားကျမတို့အိမ်ကိုစွန့်ခွာပြီးဘယ်မှမသွားပါဘူးဒီမှာပဲနေမယ်ကံကြမ္မာဘလို့ပဲဖြစ်ပါစေမဟုတ်ဘူးချွေးမဒီခန်းလေးကိုကယ်တင်ဖို့အတွက်ငါတို့ရဲ့တမိုးရှိတဲ့အသက်တွေကိုစတေးလို့မရဘူးမြန်ထပါပစ္စည်းတွေထုတ်ကြစို့မိသားစုဝင်အားလုံးပစ္စည်းများထုတ်ပို့ကြသည်ထို့စဉ်ရေသည်အခန်း၏တဝက်ထိပြည့်လာပြီးနေရံများတွင်အကြောင်းများစတင်ပေါ်လာသည်အဖေပစ္စည်းတွေထားခဲ့ပါတော့အားလုံးမြန်ထွက်ကြပါစို့နေရံတွေပါပြိုတော့မယ်မျက်ရည်များဖြင့်တယောက်ပြီးတယောက်ပြင်တို့ထွက်လာကြသည်လာပါဖေမြန်လာပါမလာတော့ဘူးသားညီတို့သွားကြပါငါမလိုက်တော့ဘူးဒီမြေဒီနေရာကိုငါတွေ့တာလုံးနဲ့ဦးဖိုးတောင်သည်မိမိအိမ်ကိုကြည့်ရင်ရှာကြီးတငင်ကိုကျွေးနေသည်ထို့စဉ်မိုးနှင့်အတူလေပြင်းတစ်ချက်ရိုက်ခတ်လာပြီးအခန်းနေရန်သည်ဦးဖိုးတောင်အပေါ်သို့ပြိုကျကအသက်ဆုံးရှုံးသွားတော်သည်ထိုမြင်ကွင်းကြောင့်ဒေါ်မဲလာသည်ရင်ဘတ်စီတီကယူသွတူတူပမာငိုကြွေးမြည်တမ်းတော်သည်မဖြစ်နိုင်ဘူးဖျားကြီးခမဘာလို့လိုက်တာလဲကျမကိုပါခေါ်သွားပါအောင်အမေကျွန်တော်ကိုချိန်ဆိုပါကျွန်တော်ဒီမိသားစုတွေကဘယ်သူမှထပ်ပြီးမဆုံးရှုံးချင်တော့ဘူးမိသားစုအားလုံးတယောက်နောက်တယောက်ဇက်တိုက်ရှိသို့ဆက်လျှောက်သွားကြသည်မြေပေါ်တွင်မြုပ်နေသောချွန်ထက်သည့်အရာတစ်ခုနှင့်ခြေထောက်မတော်စားထိခိုက်မိရမှာအမေကျမခြေထောက်ရှသွားပြီလမ်းဆက်လျှောက်လို့မရတော့ဘူးအာတင်ထားမီဆက်သွားရမယ်မိုးတက်ထန်စွာရွာသွန်းပြီးလေပြင်းများတိုက်ခတ်နေသည်ခဏကြာတွင်ကယ်ဆယ်ရေးသမားများ၏လှေကိုတွေ့မြင်ရသည်အားလုံးမြန်လာကြပါကျွန်တော်တို့လှေပေါ်မြန်တက်လိုက်ကြပါကယ်ဆယ်ရေးသမားများကမကြမီတွင်သူတို့ကိုလုံခြုံရာသို့ခေါ်ဆောင်သွားသည်ထိုနေရာတွင်စားစရာများလည်းပေးအပ်သည်3ရက်ကြာပြီးနောက်မိုးတိတ်သွားတော့လေဝမ်းထဲနေတဲ့မိသားစုဝင်တွေရဲ့မျက်လုံးများမှာမျက်ရည်များကမချောင်နိုင်သေးချေအစိုးရကသူတို့၏ဆုံးရှုံးမှုအတွက်အိမ်ဆောက်ရန်ငွေ2သိန်းပေးအပ်ခါကူညီခဲ့သည်ထိုငွေဖြင့်ထိန်လင်းသည်မိသားစုအတွက်အခန်းနှခမ်းပါသောအုပ်အိမ်ခိုင်ခိုင်ဆောက်လုပ်ခဲ့သည်ထိုအခါမှသာပူဆွေးဝမ်းနည်းမှုများနှင့်ဒုက္ခများကြမှမိသားစုသည်အနာဂတ်အတွက်မျှော်လင့်ချက်အလင်းတန်းလေးကိုစတင်တွေ့ရှိရလေတော့သည်အချိန်ပေးပြီးကြည့်ရှုနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တဦးကြီးစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်ဒီဇာတ်လမ်းလေးကိုကြိုက်နှစ်သက်ဆိုရင် channel လေးကို subscribe လုပ်ထားဖို့တောင်းဆိုပါရစေရှင်ပရိသတ်တွေအားလုံးလည်းကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေရှင်